မတည်ငြိမ်တဲ့ကာလတွေမှာ professional investor တွေအနေနဲ့ဘာတွေလုပ်ကြကြလဲဘာတွေလုပ်နေကြလဲဟုတ်ကဲ့ပါဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်မျှဝေပေးသွားချင်ပါတယ်ကျွန်တော်တို့ဒီဈေးကွက်မတည်ငြိမ်တဲ့အချိန်မှာကျွန်တော် vegan investor တွေအနေနဲ့ဒီကြောင်ရုံစိတ်တွေနဲ့ဆုံးဖြတ်ချက်တွေကိုအလင်းစလိုချရကြပါတယ်တကယ်အတွေ့အကြုံရှိတဲ့ကျွန်တော်တို့ professional investor တွေအနေနဲ့ကတော့ဈေးကွက်မတည်ငြိမ်တဲ့ဒီလိုအချိန်တွေကိုသူတို့အတွက် risk ဖြစ်နိုင်တဲ့အချိန်လို့တစ်ဖက်တည်းမမြင်ဘဲနဲ့သူတို့အတွက် opportunity လို့ခေါ်တဲ့အခွင့်အရေးကိုရယူနိုင်တဲ့အချိန်တစ်ခုဖြစ်တဲ့သူတို့မြင်တတ်ကြပါတယ်အများအပြားတော့ကျွန်တော်တို့ဒီ long term perspective ကိုကျွန်တော်တို့ထိန်းထားကြပါတယ်ဒီ long term investing ဆိုတာကအချိန်တိုအတွင်းကျွန်တော်တို့ဈေးနှုန်းပြောင်းလဲမှုတွေထက်ဒီကုမ္ပဏီရဲ့ရေရှည်တိုးတက်နိုင်ခြေတွေအပေါ်မှာမူတည်ပြီးတော့ယင်းနှမြုပ်နှံကြတာဖြစ်ပါတယ် professional investor တွေကနေ့စဉ်သတင်းတွေကြောင့်သူတို့ရဲ့ long term strategy ကိုမပြောင်းလဲတတ်ကြပါဘူးသူတို့အတွက်အရေးကြီးဆုံးကတော့ကျွန်တော်တို့ကုမ္ပဏီရဲ့အခြေခံစီးပွားရေးအချက်လက်တွေနဲ့ long term value creation ဖြစ်ပါတယ်ဒါကနံပါတ်1ပါနံပါတ်2ကတော့ကျွန်တော်တို့ဒီ market panic ဖြစ်တဲ့အချိန်မှာ quality assets တွေကိုစုဆောင်းကြတာဖြစ်ပါတယ် investor အများစုကဒီကြောင်ရုံစိတ်တွေကြောင့်မလို့အများအပြားကျွန်တော်တို့ရောင်းထုတ်တတ်ကြပါတယ်အချို့အပြင်ပြောရမယ်ဆိုလို့ရှိရင်เนาะဒီဈေးကွက်မတည်ငြိမ်မှုဆိုတာကကျွန်တော်တို့ investor အများစုအတွက်ကြောက်ရမယ့်အခြေအနေတစ်ခုဖြစ်ပေမဲ့လို့ဒီ sequence ဆိုတဲ့ discipline နဲ့ကျွန်တော်တို့ strategy ဆိုတဲ့ view ဟာရှိတဲ့ investor တွေအတွက်ကတော့အခွင့်အရေးတွေပေါ်ပေါက်လာနိုင်တဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီရေရှည်ကိုစဉ်းစားပြီးတော့ယင်းဒီမြုပ်နှံတာ long term thinking နောက်တစ်ခုကကျွန်တော်တို့ဒီ quality assets တွေကိုကျွန်တော်တို့စုဆောင်းတာတွေနောက်ပြီးကြလို့ချင်း diversification လို့ခေါ်တဲ့ခွဲဝေယင်းဒီမြုပ်နှံမှုတွေကမတည်ငြိမ်တဲ့ market environment ကိုလည်းကျွန်တော်တို့အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်နိုင်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့မတည်ငြိမ်တဲ့ကာလတွေမှာ professional investor တွေအနေနဲ့ဘာလုပ်ကြလဲဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားတာဖြစ်ပါတယ်အချိုးတစ်စုံတရာရလိမ့်မယ်လို့လည်းထင်ပါတယ်ကျိုးတစ်စုံတရာရခဲ့တယ်ဆိုရင်တော့ထုံးစံတိုင်းပဲ comment မှာ yes လို့မှတ်ပေးခဲ့ပါဦးအဆုံးထိအောင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပိုင်ဆိုင်နိုင်ကြပါစေ